ခုမြင်တွေ့နေရတာတော့ရှမ်းရိုးရာတူဦးကြောင့်လုံနီးပဲဖြစ်ပါတယ်တူဘူးကိုအစာပလာထက်ကြိုပြီးတော့အခုလိုမပြောရွက်ခေးနဲ့အခုလိုဒဲဘူးလေးကိုနှစ်ပြီးတော့အခုလိုမပြောရွက်ကိုပြန်ပြီးတော့အချောက်လှမ်းလာဖြစ်ပါတယ်မပြောရွက်6ခါကြမှာဒီတူဦးကြောင့်လေးကိုခွာပြီးတော့စီဘူးလေးမှာကြော်စားရတဲ့တူဦးကြောင့်ပဲဖြစ်ပါတယ်ခုမြင်တဲ့အတိုင်းပဲအခုလိုနှစ်ပြီးတော့နေလှမ်းရတာပါလှမ်းရလာတဲ့တူဘူးကြောင်လေးတွေမြင်တွေ့ရမှာဖြစ်ပါတယ်ဒီတူဘူးကြောင်လေးတွေကိုမပြောရက်ကနေခွာလိုက်တဲ့အခါမှာအခုလိုရတာဖြစ်ပါတယ်ဒါကရှမ်းရိုးရာတူဘူးကြောင်လုံးကြီးပဲဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုဟုတုရအနေဖြင့်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်